အမတို့လေဒီနားမှာရင်စလုံးလေးဆွဲပြခဲ့ဖို့လေအမမေ့တယ်ပေါ့နော်ပုံမှန်အမဆက်ဝိုင်းနဲ့ဝိုင်းပြီးတော့ဆွဲနေတာပေါ့နော်အဲ့တော့ရင်စလုံးနဲ့အကွာဝေးရကြတော့အမတို့ထောက်ပေါ့နော်ရင်အကွာထောက်အကျယ်ပေါ့နော်အဲ့ဒီအကွာဝေးကိုတစ်လျှော့ပေါ့အမက 8cm ရှိတဲ့အတွက်ကြောင့်အမကရင်စလုံးကို 7cm ဆွဲလိုက်တယ်ပေါ့နော်ဒါကတော့စဝိုင်းမဆွဲခဲ့မိတဲ့အတွက်ကြောင့်အမကပေတံနဲ့ပဲပေါ့နော် 7cm ဆိုပြီးတော့အမပတ်တယ်ပေါ့နော်လိုက်ပြီးတော့ပဲဝိုင်းလိုက်တယ်ပေါ့နော်ဒါတကယ်ဆိုရင်အမတို့ကဒီပတ်တံမှာစဆွဲတဲ့ကလေဒီထောက်ချွန်လေးနဲ့ဝိုင်းခဲ့ပေါ့နော်မဝိုင်းခဲ့ဘူးထောက်ချွန်မရှိဘူးဆိုရင်အခုအမပြထားသလိုဝိုင်းလို့ရတယ်နော်ဒီရင်စလုံးဖော်တာကလည်းအမသင်မိခဲ့ပြီးသားပြီနော်တတ်သင်မိခဲ့ပြီးပါပြီအဲ့တော့အမတို့မြန်မာဝတ်စုံတို့ body fit အင်ကြီးပိုင်းနေနဲ့ပတ်သက်ပြီးတော့ချုပ်တဲ့အခါမှာဒီရင်စလုံးကအရေးကြီးပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့အမတို့လေပင်ထောက်စားမှာပေါ့เนาะလေပင်ပေါက်ဖောက်တာလေပင်နောက်စားတာစသဖြင့်လိုအပ်တယ်ပေါ့เนาะဒါကခုနကတော့အမအနောက်ချောင်း 3cm ချပြီးတော့လေပင် white တဲ့ဟာလေးပြောပြပေးတာเนาะအဲ့တော့လေပင်နောက်ကျ 3cm ဆိုပြီးတော့အမတို့လေပင်ဝိုင်းလိုက်တယ်ပြီးတော့ရင်အမတို့ပေါ့နော်ဒီလေပင်မောက်စွန်ကိုတစ်ဖက်ကို 0.5c အမတို့စားလိုက်တယ်ဘယ်နားလေးနဲ့လဲဆိုတော့ဒီပခုံးစွန်းထိတ်ကလေးနဲ့ပေါ့နော်အမတို့1တက်ထားတယ်လေလက်ဖောင်းအတွက်ဆိုပြီးအဲ့ဒီထိတ်ကလေးနဲ့သွားပြီးတော့အမတို့ကပြန်ဆက်ပေးလိုက်တယ်ပေါ့နော်စားလိုက်တယ်လေပင်လေးပိုကတ်သွားအောင်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကလေပင်ပေါက်ကိုအမတို့အခုစပြီးတော့စားမယ်အမအခုပြထားသလိုလေးဆွဲပြီးရင်ဘေးကိုဝမ်းရွှေ့ပြီးတော့ဆွဲလိုက်ရင်အမတို့ဘယ်လောက်စားရမလဲဆိုတဲ့အပိုင်းလေးထွက်လာမယ်နော်ပြီးသွားရင်အမတို့ဒါလေးကိုစားလိုက်ပြီးဆိုရင်ရပြီဟုတ်ပြီနော်ဒါကရင်စလုံးဆွဲထားတဲ့အတွက်ကြောင့်ဒီလိုမျိုးနည်းနဲ့စားရတယ်လွယ်တယ်ပေါ့နော်ကိုဘလောက်ရယ်ဆိုတဲ့တတ်ချက်အတိအကျရယ်မဟုတ်ဘဲနဲ့ဒီလိုမျိုးဆွဲရုံနဲ့ထွက်လာတယ်ပေါ့နော်ဒါကတော့ဘေးဒီမှာလေပင်4000လေးဟတတ်တယ်ပေါ့နော်အဲ့အတွက်မဟချင်ဘူးပေါ့နော်အဲ့အတွက်စားမှာဒါပြီးတော့မှဒီမှာလေးဒီနေရာလေးတစ်ချက်လေးဝိုက်လိုက်တယ်เนาะဒါလည်းပင် sorry ဒါဂျိုင်းဘောက်ကိုလက်ဖောင်းတက်မှမှုတဲ့အတွက်ကြောင့်1တက်ထားတာလေးကိုပြန်ပြီးဂျိုင်းဘောက်အသစ်ဖောက်တယ်ပေါ့เนาะပြီးတော့ရင်မတို့ကလည်းပင်4000ကလေးဒီနားမှာဟတက်တယ်เนาะအဲ့ဒီဟတက်တဲ့ဟာလေးကိုမတို့က 0.5 cm လောက်ကလေးပိတ်ပေးရမယ်เนาะအဲ့ဒါဆိုရင်အမတို့ကဒီလေပင်4000ကဝင့်ရင်ဘေးဟာတာတို့အရှိဟိုက်တာတို့မရှိတော့ဘဲနဲ့လုံးဝကက်ကက်ကလေးဖြစ်နေမယ်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့စပြီးတော့စားစရာရှိတဲ့ပိုင်းတွေကိုစားမယ်အရင်ဦးဆုံးလေပင်မောက်ကဲထောက်ကိုမတို့ပိတ်မယ်ပေါ့နော်အဲ့ဒီမှာအမတို့ထောက်လေးကိုပိတ်လိုက်မယ်အဲ့ဒီလေပင်ထောက်ပိတ်ပြီးပြီဆိုရင်အမတို့ကပြီးသွားပြီဆိုရင်ဘေးပေါ့နော်ဒီလေပင်ဘေးပေါ့နော်အဲ့ဒီဘေးလေးကိုလည်း 0.5 ဖြစ်တဲ့အတွက်ကြောင့်အမတို့က 0.5 လေးပိတ်လိုက်ခောက်ဥစားတောက်ထပ်လိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကဒီမှာတောက်ထပ်တဲ့အခါမှာခြိုင်သွားတဲ့နေရာတွေလွဲသွားတဲ့နေရာတွေအားလုံးကိုအမတို့ကပြန်ဖြည့်ပေးရမယ်ဒီတိုင်းထပ်ခဲ့ပြီးလို့မရအောင်เนาะအဲ့ဒါတွေမမေ့ပါနဲ့ပြန်ဖြည့်ပေးပါဟုတ်ပြီပြန်ဖြည့်ပေးပြီးသွားပြီဆိုရင်အမတို့ကဒါညှက်ထုတ်လိုက်တော့မယ်ပေါ့နော်ဒါပလိုက်လို့ရပြီအမတို့လိုချင်တဲ့ပတ်တန်လေးထွက်လာပြီပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကရေကူးထောက်ကိုလည်းဖြတ်လိုက်ရအောင်เนาะဒီမှာရေကူးထောက်ကိုအမတို့ဖြတ်ထုတ်လိုက်တယ်စားထားတဲ့ line လေးကိုလည်းအမတို့အခုအမပြသလိုလေးဖြတ်ထုတ်ပြီเนาะအဲဆိုဒီမှာဒါလေးထွက်လာမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါမျိုးလေးရမယ်ဒီမှာရေကူးထောက်အပိုင်းတွေကိုသူ့အတိုင်းလေးပဲအမတို့စားထုတ်လိုက်မယ်เนาะညှက်ထုတ်လိုက်မယ်အဲ့ဒါဆိုရင် F2 F1 ဆိုပြီးတော့ရလာမယ်ပေါ့နော်အမတို့အင်ကြီးရဲ့ပတ်တန်လေးရလာပြီပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်အမတို့ကဒီမှာသွားတွဲတဲ့အခါမှာရင်ထိတ်အမှတ်ပေါ့နော် MK လောက်ခဲ့ပေးရမယ်ရင်အောင်အမှတ်ကိုလည်း MK ပေါ့နော် marking လောက်ခဲ့ပေးရမယ်အဲ့ဒါမှအမတို့ကပိတ်စမှာထားခဲ့ပေးရမယ်เนาะအဲ့ဒါကသူတို့နှစ်ခုကိုအညီသွားတွဲရမှာเนาะမဟုတ်ရင်တချမ်းရှည်ထွက်တဲ့ဘာတွေဖြစ်မှာပေါ့เนาะအဲ့တော့ဒီအင်ကြီးမှာအမတို့ကရေကူးတောက်ချန်နဲ့ချုပ်တာပေါ့เนาะမချုပ်ချင်တဲ့သူတွေကတော့ယူထောက်နဲ့ချုပ်မပုံတိုင်းပြထားတာပြီးရင်ရေကူးတောက်တွေကပြန်တိုင်းပေးရတယ်เนาะဒီမှာအမတို့တိုင်းပြီးသွားပြီဆိုဒီဘက်ကလေးကိုပြန်တိုင်းပေါ့နော်ဘလောက်လဲပေါ့နော်အမဆိုရင်ဟိုဘက်ကိုခုနတိုင်းနေတာ14ပေါ့နော်14လား16နဲ့တူတယ်အမတိတ်မမှတ်မိတော့လို့နော်အမလူသွားတယ်ပေါ့နော်နည်းနည်း 1cm လောက်လေးလူတဲ့ဟာလေးကိုအမတို့ပြန်ဖြည့်လိုက်တယ်ပေါ့နော်ပြန်ဖြည့်လိုက်တယ်ပြန်ဖြည့်ပြီးသွားပြီဆိုတော့မှအမတို့ကဒီမှာပြန်ဝိုက်ပေးတယ်ပေါ့အဲ့ဒါဆိုရင်အမတို့ကဒီရေကူးထောက်ကိုတွဲတဲ့အခါမှာတချမ်းတူနေတာမျိုးမရှိဘူးပေါ့နော်တော်တော်များများတွဲတယ်တူနေညှက်ထုတ်လိုက်တယ်ရှည်နေတူနေဘာလို့လဲဆိုတော့တချမ်းကိုညှက်ထုတ်လိုက်တယ်ရှည်နေတဲ့တချမ်းကိုလေ
ရှည်နေရင်လည်းအမတို့ကဟိုဘက်နဲ့ညီအောင်ဆိုဖြတ်ထုတ်တယ်အဲ့ဒါမှားတယ်နော်ဒီမှာကြည့်အဲ့ဒါမျိုးဆိုသွားတွဲရင်ကွက်တီသူ့ရဲ့ market line ယာလေးတွေအတိုင်းတွဲမျိုးပေါ့နော်ဒါဆိုရင်အမတို့ကအင်ဂျီရဲ့အရှိချမ်းပတ်တန်လေးကရလာပြီပေါ့နော်ဒီလိုပုံစံမျိုးလေးဟုတ်ပြီနော်အဲ့တော့သူကရင်စည်းဖြစ်တယ်ပေါ့နော်ထုပ်သီးလေးတွေနဲ့ဝတ်တာအဲ့တော့အဲ့ဒီမှာမှတော့ရှာပြားခံပေးရမယ်နော်ရှာပြားအတွက်က11ပေါက်ဖောက်ထားတဲ့ထည့်ရဲ့အောက်ကို3 or 3.5 လောက်ဆင်အောက်ကနေလေ3 or 3.5 လောက်တက်ပေါ့နော်အဲ့ဒီဂျားထဲမှာရှာပြားပေါ့နော်ရှာပြားအခြေကိုမှ 5cm မှတ်တယ် 5cm မှတ်ပြီးတော့အမတို့ကဒီမှာခါလေးဆွဲထုတ်လိုက်တယ်ပေါ့နော်အဲ့ဒါလေးကိုအမတို့ copy ပဲကူတခါလေးပဲဖြတ်ထုတ်ရတယ်ပေါ့နော်ဒါလေးကိုအမတို့ကခောက်ချောင်းနဲ့ညှက်ပေးရမယ်နော်ရှာပြားကကြတော့လေနှစ်ထပ်လေးနော်အဲ့တော့ဒီနေရာလေးမှာအင်ကြီးမှာမာကင်ထားခဲ့ပေးရမယ်အဲ့ဒီချာမှာအမတို့ကဒီရှာပြားကိုပြန်ထည့်ချုပ်ရမှာနော်ဒါကအမတို့ရှေ့ချမ်းကိုရင်စည်းထုတ်သီးနဲ့ရှာပြားခံပြီးချုပ်တဲ့နီးပဲရိုးနီးပဲအဲ့တော့အမတို့ဒီမှာရှာပြားလေးရလာပြီဒါလေးကိုအမတို့ခောက်ချောင်းနဲ့ညှက်မယ်နော်